မင်္ဂလာပါခင်ဗျာမင်္ဂလာပါ YouTube Channel မှာကြိုဆိုပါရစေအခုတင်ဆက်ပေးမယ့်သတင်းတွေထဲမှာအမေရိကန်နဲ့အီရန်အကြောင်းဂါဇာအကြောင်းသမ္မတထရမ့်နဲ့နေတန်ယာဟုတွေ့ဆုံတဲ့အကြောင်းဟိုမုတ်ရေလက်ကြားနဲ့ဥရောပတကွင်တောမီအကြောင်းတွေစုံလင်ပါမဲ့အပြင်အခြားစိတ်ဝင်စားစရာသတင်းတွေလည်းပါမှာမို့စောင်းအောင်ကြည့်ပေးကြပါရန်တိုက်တွန်းပါရစေခင်ဗျာအမေရိကန်နဲ့အီရန်တင်းမာမှုများထပ်မံမြင့်တက်လာပါတယ်။အရှေ့အလယ်ပိုင်းဒေသမှာအမေရိကန်နဲ့အီရန်ကြားတင်းမာမှုတွေပြန်လည်မြင့်တက်လာပါတယ်။အမေရိကန်ရဲ့တိုက်ခိုက်မှုကြောင့်အီရန်မှာရှိနေတဲ့ IRGC တပ်ဖွဲ့ဝင်များတေဆုံးမှုအပေါ်အီရန်ဘက်ကလည်းလက်တုံ့ပြန်တဲ့အနေနဲ့အမေရိကန်အခြေစိုက်စစ်စခန်းများသို့ဒုံးကျည်နဲ့ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ကြောင်းသတင်းတွေကဆိုပါတယ်။အမေရိကန်ကတော့ဒုံးကျည်များကိုကာကွယ်ရေးစနစ်များဖြင့်ကြားဖြတ်တားဆီးနိုင်ခဲ့တယ်လို့ဆိုထားပါတယ်။အဆိုပါသတင်းကို Reuters သတင်းဌာနမှလည်းဖော်ပြထားတာကိုတွေ့ရပါတယ်။အီရန်နိုင်ငံအတွင်းရှိ PMF ပြည်သူ့စစ်တပ်ဖွဲ့ဌာနချုပ်အတွင်း၌အမေရိကန်နဲ့ဆော်ဒီအာရေဗျ၏လေကြောင်းတိုက်ခိုက်မှုများကြောင့်တေဆုံးခဲ့ရသောအီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC အဖွဲ့ဝင်များ၏ခေါင်းတလများကိုရိုက်ကူးထားသည့်ဗီဒီယိုဖိုင်ကိုလည်းပြသပေးထားပါတယ်ခင်ဗျာဂါဇာကမ်းမြောင်ဒေသပေါ်ဣသရေလတိုက်ခိုက်မှုများပြင်းထန်လာနေတာကိုသတင်းတွေအရသိနေရပါတယ်ဣသရေလရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်နောက်ဆုံးအတည်ပြုထားသောထုတ်ပြန်ချက်များအရ24နာရီအတွင်းသေဆုံးသူ4ဦးဒဏ်ရာရသူ14ဦးရှိကြောင်းဂါဇာကျန်းမာရေးအာဏာပိုင်များကထုတ်ပြန်ထားပါတယ်။သို့သောညနေအတွက်ကိန်းဂဏများမှာဆဲယုံများနဲ့တာဝန်ရှိသူများ၏ထပ်မံအတည်ပြုမှုများအရပြောင်းလဲနိုင်ပါတယ်။ဂါဇာဒေသအတွင်းဣသရေလတပ်ဖွဲ့များ၏ဘုံကျဲတိုက်ခိုက်မှုကြောင့်နာမည်ကျော်အလ်မုတကင်ဘလီဝစ်ကျောင်းတော်ကြီးမှာလုံးဝပျက်စီးဆုံးရှုံးသွားခဲ့ရကြောင်းသတင်းများအရသိရပြီးဘလီဝစ်ကျောင်းတော်ကိုဣသရေလလေကြောင်းတိုက်ခိုက်မှုဖြင့်ပျော်လဲပျက်စီးသွားတာကိုဗီဒီယိုဖိုင်တစ်ခုမှလည်းအတည်ပြုရရှိထားပါတယ်အခုသင်စကရီမှာတွေ့နေရတဲ့ဗီဒီယိုဖိုင်ပါဒီတိုက်ခိုက်မှုကြောင့်နေအိမ်များနဲ့အရက်သားများလည်းထိခိုက်ခံခဲ့ရပြီးဒေသခံများအနေနဲ့လည်းအလွန်အမင်းထိတ်လန့်တုန်လှုပ်နေရကြောင်းသတင်းတွေကဆိုပါတယ်ဂါဇာအနောက်ဘက်ကဝက်စ်ဘန်မှာလည်းဣသရေလတပ်ဖွဲ့များနဲ့အခြေချလာရောက်နေထိုင်သူစက်တလာများကပါလက်စတိုင်းလူမျိုးတို့၏နေအိမ်များနဲ့လေယာမြေများကိုလူယူကအကြမ်းဖက်မှုများအကြောင်းမဲ့ဖမ်းဆီးမှုများလည်းရှိနေကြောင်းသတင်းတွေကဆိုပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ဣသရေလဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုတို့အိမ်ဖြူတော်တွင်တွေ့ဆုံခဲ့ကြတယ်လို့နိုင်ငံတကာသတင်းတွေကဆိုပါတယ်နေတန်ယာဟုနဲ့သမ္မတထရမ့်ဘာတွေပြောဖြစ်လဲဆိုတာတော့အတိအကျခန့်မှန်းဖို့ခက်ပါတယ်။သေချာတာတစ်ခုကတော့အီရန်အကြောင်းပါမယ်၊ဂါဇာအကြောင်းပါမယ်။နေတန်ယာဟုအမေရိကန်ကိုထွက်သွားတိုင်းဂါဇာမှာတိုက်ခိုက်မှုတွေပိုများလာလဲရှိပြီးအရက်တပ်ပြည်သူတွေလည်းသေဆုံးဒဏ်ရာရမှုတွေများပြားလာတတ်ပါတယ်။အခုလဲဂါဇာနဲ့ဝက်စ်ဘန်မှာလေကြောင်းတိုက်ခိုက်မှုများနဲ့အကြမ်းဖက်မှုများမြင့်တက်နေတာကိုနိုင်ငံတကာသတင်းတွေအရသိနေရပါတယ်။365 square kilometer တာလောက်ရှိတဲ့ကျင်းမြောင်းသောဂါဇာဒေသကို Yellow Line အမိခံပြီးနေ့စဉ်ဣသရေလတပ်ဖွဲ့များ IDF ရဲ့ထိန်းချုပ်မှုအောက်ရောက်နေလို့နှစ်တမတတန်းခန့်ရှိတဲ့ဂါဇာလူထုများအတွက်တဖြည်းဖြည်းနဲ့နေရာကျန်းလာနေပါတယ်။လူဦးရေ23သိန်းအတွက်နေ့စဉ်စားစရာတောက်စရာများတန်ချိန်6200ခန့်လိုအပ်ပြီးဣသရေလရဲ့တာမြင့်ပိတ်ဆို့မှုကြောင့်လိုအပ်သလောက်ဝင်ရောက်ပို့ဆောင်ဝင်မရတဲ့အတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီများမရောက်တဲ့ဖြစ်အစာရေစာငတ်ပြတ်ပြီးတေဆုံးမှုတွေလည်းနေ့စဉ်နဲ့အမျှတွေ့နေရပါတယ်ခင်ဗျာဟော်မုတ်ရေလက်ကြားမှာလည်းအီရန်နဲ့အမေရိကန်အပြန်အလှန်ပစ်ခတ်မှုများသတင်းထွက်ပေါ်လာပါတယ်အမေရိကန်နဲ့ဣသရေလတင်မောမြန်မာအပအခြားနိုင်ငံတကာကုန်တင်သင်္ဘောများတွာလာနိုင်ရန်အီရန်ဘက်ကရေလမ်းကြောင်းတစ်ခုစီစဉ်ပေးထားပေမဲ့အမေရိကန်ဘက်ကလည်းတံပြန်ပိတ်ဆို့မှုကိုအိုမန်ကမ်းရိုးတန်း
အနည်းတွင်လှုပ်ထားသဖြင့်အီရန်သင်္ဘောများတွာလာရန်ခက်ခဲလာပါတော့တယ်။အီရန်ဘက်ကဖွင့်ပေးထားတဲ့လမ်းကြောင်းကမတွားရန်သင်္ဘောများအားဖိအားပေးကအီရန်ဘက်ကရေမြုပ်မိုင်းများတပ်ဆင်ထားသောအိုမန်ကမ်းရိုးတန်းမှဖြတ်တန်းသွားလာရန်အမေရိကန်ကဖိအားပေးနေသောကြောင့်အိုမန်ကမ်းရိုးတန်းကတွားတဲ့သင်္ဘောတွေများသောအားဖြင့်အမေရိကန်အစိုးရကအီရန်ဘက်ကမိုင်းကိုဖောက်ခွဲပစ်တဲ့အတွက်နှစ်ပတ်အတွင်းသင်္ဘော3စီးလောက်မိုင်းထိတယ်လို့လည်းအီရန်ပြည်တွင်းသတင်းတွေကဆိုပါတယ်။IRGC ဘက်ကလည်းသင်္ဘောများအမေရိကန်မှတွားခိုင်းသည့်အန္တရာယ်ရှိသောရေလမ်းကြောင်းမှမတွားရန်သတင်းထုတ်ပြန်ထားပေမဲ့အမေရိကန်ရဲ့ဖိအားကြောင့်အချို့သင်္ဘောများမှာမိုင်းမြုပ်ထားတဲ့ရေလမ်းကြောင်းကမတွားရန်အီရန်ကတားမြစ်ရာမှအပြန်အလှန်ပစ်ခတ်မှုများဖြစ်ခဲ့ကြောင်းသတင်းတွေကဆိုပေမဲ့နိုင်ငံတကာသတင်းတွေမှာဖော်ပြခြင်းမရှိသေးတဲ့အတွက်စောင့်ကြည့်ရန်လိုအပ်ပါတယ်။ဟော်ရမုတ်ရေလက်ကြားဟာကမ္ဘာရေနံတင်ပို့မှုရဲ့20%နဲ့အခြားကုန်ပစ္စည်းများကိုဒီရေလမ်းကြောင်းကဖြတ်တန်းသွားလာနေတဲ့အတွက်တိတ်ကိုအရေးပါတဲ့ရေလမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ဒီဒေသမှာမတည်ငြိမ်မှုများတင်းမာမှုများနဲ့ရေရှည်ပိတ်ဆို့မှုများရှိလာပါကဒေတာတွင်းနိုင်ငံများနဲ့အရှေ့တောင်အာရှနိုင်ငံများမှာအခက်အခဲများဖြစ်လာနိုင်ပါတယ်။အာရနိုင်ငံတွေမှာကုန်ပစ္စည်းတွေဈေးတက်သွားသလိုလောင်စာဆီလိုအပ်တဲ့နိုင်ငံတွေမှာဆိုရင်ကုန်သေးနှုန်းနဲ့လောင်စာဆီနှစ်ခုလုံးဈေးတက်နေတာကိုခံနေရပါတယ်။ဥရောပတွင်အပူလိုင်းနဲ့တောမီလောင်မှုများကြောင့်အရေးပေါ်အချိန်တွေထုတ်ပြန်ထားပါတယ်။ဥရောပနိုင်ငံအချို့တွင်အပူချိန်မြင့်တက်မှုများကြောင့်နေရာဒေသအချို့မှာတောမီလောင်မှုများရခင်နှစ်များထအစမတန်မြင့်တက်နေကြောင်းနိုင်ငံတကာသတင်းတွေအရသိရပါတယ်။ပြင်သစ်နဲ့စပိန်နိုင်ငံတို့တွင်အပူချိန်40ဒီဂရီဆယ်စီယံကျော်အထိရောက်ရှိလာပြီးတချို့ဒေသများတွင်တောမီလောင်မှုကြောင့်လူ2သိန်းကျော်ကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ရာသီဥတုပြောင်းလဲမှုကြောင့်အနာဂတ်တွင်အပူလိုင်းများပိုမိုပြင်းထန်လာနိုင်ကြောင်းသိပ္ပံပညာရှင်များကသတိပေးထားပါတယ်။ဒီလိုနိုင်ငံတကာစီးရေးနည်းပညာနဲ့ကမ္ဘာအထူးခြားသတင်းတွေကိုဆက်လက်ကြည့်ရှုခြင်းကျွန်တော်တို့ရဲ့ YouTube Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့။ Like and Share လုပ်ပေးခြင်းကလည်းကျွန်တော်တို့၏ Channel အတွက်အားရှိစေပါတယ်။အခုလိုမိမိအချိန်တွေက10မိနစ်ကိုဖက်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးပဲမင်္ဂလာရှိသောနေ့လေးပိုင်ဆိုင်နိုင်ကြပါစေ။နောက်လာမယ့်အစီအစဉ်တစ်ခုမှာတွေ့ကြမယ်။